တချိန်ကကြွယ်ဝချမ်းသာခဲ့ပေမဲ့အခုတော့အရေးပေါ်ကုသစရိတ်မရှိတာကြောင့်ခက်ခဲနေတဲ့စွမ်းစားနေပါလီကဆယ်ကျော်သက်အရွယ်ကလေးကနာမည်ကြီးခဲ့တာကြောင့်ငငယ်ရွယ်နဲ့ကြွယ်ဝချမ်းသာသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ပွဲကရင်တညရဲနဲ့ရတဲ့အမှုပညာကြီးကသိန်းရာချီရှိတာကြောင့်အိမ်တွေကားတွေကိုအရှံပေဝင်နိုင်ခဲ့တဲ့သူပါ။ဒါပေမဲ့အခုတော့စွမ်းစားနေကကျမ်းမာရေးမကောင်းတဲ့အချိန်မှာစီးစိမ်တွေလည်းကုန်သွားပြီးတော့စိတ်ကူးသားဖို့တောင်ခက်ခဲနေပြီလို့ဆိုပါတယ်။စွမ်းကပေါင်မှာသွေးကြောပိတ်တာကြောင့်နှစ်ဖက်လုံးကိုခွဲစိတ်ကူးသားရတော့မှာဖြစ်ပါတယ်။နိုင်ငံခြားအထိသွားရောက်ကူးသားမှာဖြစ်ပြီးတော့စုစုပေါင်း3,000ခန့်ကုန်မယ်လို့ဆိုပါတယ်။စွမ်းကအရင်ကတော့ပြိုင်ကားတွေအပြင်ကားအမျိုးအစားမျိုးစုံနဲ့အိမ်တွေပိုင်ဆိုင်ထားပေမဲ့အခုတော့ကူးသားဖို့တောင်ခက်ခဲနေတယ်လို့ဆိုပါတယ်။မိုးရာသီကိုလည်းရောက်လာပြီးဖြစ်တာကြောင့်ပွဲရီရလည်းမကားတော့ပဲအနုပညာကြီးရလည်းမရတော့ပါဘူး။တစ်ချိန်လုံးကစွမ်းကပိုင်ဆိုင်မှုတွေများခဲ့ပေမဲ့လည်းပွဲရီလျှော်လိုက်ရတာသိန်းပေါင်း1000ကျော်ရှိသွားခဲ့ပါတယ်။မကောင်းတဲ့အရာတွေကိုသုံးနေခဲ့တာကြောင့်ဂတိတွေမတည်နိုင်တော့ပဲစာချုပ်ထဲအတိုင်းပွဲရှင်တွေကိုအစပေါင်းများစွာပြန်လျော်ပေးလိုက်ရတာပါ။ငွေလဲလျှော်လိုက်ရသလိုပွဲရှင်တွေနဲ့ပရိသတ်ရဲ့ယုံကြည်မှုတွေကိုပါဆုံးရှုံးသွားခဲ့ပါတယ်။နေရောညပါတောက်သုံးနေခဲ့တဲ့နောက်ဆက်တွဲအဖြစ်ရှောင်ပွေချသမျှငွေတွေကအလကားဖြစ်သွားခဲ့ရပါတယ်။ကားအကြီးတွေလည်းလျှော်လိုက်ရတာကြောင့်ကုန်သွားခဲ့ပြီးတော့ကိုဗစ်ကာလကလေးကသူ့ရဲ့အလုပ်တွေကနှဲပါသွားခဲ့ပါတယ်။တစ်ချိန်လုံးကဝင်ငွေကောင်းခဲ့ပေမဲ့လည်းအောင်မြင်မှုကိုရှင်မှုခဲ့တဲ့ဒဏ်တွေကြောင့်သူရှာတဲ့ငွေတွေကလျှော်ရတာနဲ့ပဲပြန်ကုန်သွားခဲ့ပါတယ်။အခုလိုကျမကြီးမကောင်းတဲ့အချိန်မှာတော့စွမ်းကစီကူသားဖို့အတွက်ငွေကြီးလည်းအခက်အခဲရှိနေပါတယ်။စွမ်းကိုတချို့ပရိသတ်တွေကအသေးလိုရင်အသေးလူပေးမှဖြစ်ပြီးတော့ကြောက်ကက်လိုရင်လည်းကြောက်ကက်လူပေးမယ်လို့ပြောခဲ့ပါတယ်။စွမ်းအတွက်ငွေကြီးလူတန်းပေးခြင်းသူတွေလည်းရှိပေမဲ့သူကတော့ကိုယ်ပိုင်ငွေနဲ့ပဲကူသားကြနေပါတယ်။တစ်ချိန်ကအောင်မြင်ကြော်ကြားခဲ့တဲ့စွမ်းကကိုမထိန်နိုင်ခဲ့တာကြောင့်အသက်34နှစ်အရွယ်မှာတင်ကျန်းမာရေးထိခိုက်လာပြီးတော့အလုပ်တွေလည်းမလုပ်နိုင်တော့ပါဘူး။စွမ်းရဲ့အဖြစ်ကတော့သင်ခန်းစာရစရာဖြစ်နေပြီးတော့တခြားလူငယ်တွေကိုနည်းနည်းလေးမှတောင်မစမ်းကြည့်ကြဖို့စွမ်းကသတိပေးထားပါသေးတယ်။စွမ်းကိုဆရာဝန်ကလွန်ခဲ့တဲ့3လလောက်ကတည်းကကုသဖို့ပြောနေခဲ့သူပါ။အခုဆိုရင်တော့ပေါင်ကသွေးကြောလေးတွေပိတ်သွားလို့လမ်းလျှောက်လို့မရတော့ပဲဝီချဲနဲ့ပဲသွားလာနေရပါတယ်။ပေါင်ကိုမခွဲစိတ်ရင်တော့မတန်ဆွမ်းတစ်ယောက်ဖြစ်သွားနိုင်တဲ့အကြောင်းဆရာဝန်ကပြောထားပါတယ်။အောင်မြင်မှုတွေကိုရခဲ့တဲ့စွမ်းကငယ်စဉ်ကစိုးခဲ့တဲ့အရာတွေကိုလည်းနောင်တရနေပါပြီရောပြန်လည်ကျန်းမာလာရင်တော့ကောင်းကောင်းမွန်မွန်နေထိုင်သွားတော့မှာဖြစ်ပါတယ်။စွမ်းရဲ့ဘေးရလူတွေကတော့တေချာပြုစုပေးနေတာကြောင့်ကျန်းမာနေတာဖြစ်ပြီးတော့လက်ရှိမှာကုသဖို့အတွက်ငွေကြေးကိုချိန်ဆနေရပါတယ်။စွမ်းလည်းခွဲစိတ်မှုအောင်မြင်ပြီးတော့အမြန်ဆုံးကျန်းမာလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။စူဆောင်းမိတဲ့ငွေတွေရှိခဲ့ပေမဲ့လည်းစိုးခဲ့တဲ့အရာတွေကြောင့်ရှုံလိုက်ရပြီးတော့တကယ်မကျန်းမာတဲ့အချိန်မှာငွေကြေးအခက်အခဲဖြစ်နေတဲ့စွမ်းအပေါ်ပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်